မင်္ဂလာပါခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဧပြီလ20ရက်နေ့ညခင်းပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုင်အောင်ပါဒီ channel လေးကမြေပြင်သတင်းတူးများကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုသမ္မတဟောင်းဦးထင်ကျော်နဲ့ NLD ထိပ်ပိုင်းတချို့တွားရောက်တွေ့ဆုံပြီးနောက်စစ်တပ်ကမေးမြန်းစစ်ဆေးမှုတွေနဲ့လုံခြုံရေးချတားဆီးအရေးယူမှုများဇက်တိုက်လှုပ်ဆောင်လာကြောင်းတင်ဆက်ပေးပါမယ်နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုသမ္မတဟောင်းဦးထင်ကျော်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ထိပ်ပိုင်းအဖွဲ့ဝင်တချို့တွားရောက်တွေ့ဆုံပြီးနောက်စစ်တပ်ဘက်မှမေးမြန်းစစ်ဆေးမှုတွေနဲ့လုံခြုံရေးတင်းကျပ်မှုများပြုလုပ်လာကြောင်းပြောပါတယ်။ NLD ဘိုးအလုံးမှုဆောင်ကော်မတီ CEC အဖွဲ့ဝင်ဖြစ်ပြီးပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ဒေါက်တာမျိုးညွန့်ကိုဧပြီလ18ရက်နေ့မှာပြည်ထောင်ဝန်ကြီးဌာနမှခေါ်ယူမေးမြန်းစစ်ဆေးခဲ့ပြီးဧပြီလ19ရက်နေ့မှာပြန်လည်လွှတ်ပေးလိုက်ကြောင်းသိရှိရပါတယ်။အဲ့ဒီမေးမြန်းစစ်ဆေးမှုတွေဟာသမ္မတဦးဝင်းမြင့်ရဲ့လွတ်မြောက်မှုနဲ့ပတ်သက်၍ပြည်တွင်းမီဒီယာတွေကိုအင်တာဗျူးပေးခဲ့ခြင်းနဲ့ဆက်ဆက်နိုင်ကြောင်းလည်းသတင်းရင်းမြစ်တွေကဆိုပါတယ်။ဒါအပြင်ဒေါက်တာမျိုးညွန့်နဲ့ NLD CEC အဖွဲ့ဝင်တချို့ဟာသမ္မတဟောင်းဦးထင်ကျော်နဲ့တူသမ္မတဦးဝင်းမြင့်ရဲ့နေအိမ်ကိုတွားရောက်တွေ့ဆုံခဲ့ခြင်းလည်းပါဝင်နေကြောင်းသိရှိရပါတယ်။လက်ရှိမှာဦးဝင်းမြင့်ရဲ့နေအိမ်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်တချို့ရဲ့နေအိမ်တွေမှာလုံခြုံရေးစောင့်ကြည့်မှုတွေတင်းကျပ်စွာပြုလုပ်ထားပြီးတွားရောက်တွေ့ဆုံမဲ့သူတွေကိုကြိုတင်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းသိရှိရပါတယ်။အဲ့ဒီစစ်ဆေးမှုတွေထဲမှာမှတ်ပုံတင်ကတ်စစ်ဆေးခြင်းနဲ့တူ PSMS Passenger Screening Security Management System နည်းပညာကိုပါအသုံးပြုနေကြောင်းသတင်းရင်းမြစ်တွေကပြောပါရခင်ဗျာထပ်မံတင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်ဆန်းစုကြည်သတင်းအစအနတောင်မရဘူးလို့ဖြေဆိုပြီးစစ်တပ်ကဒေါက်တာမျိုးညွန့်ကိုခေါ်ယူစစ်ဆေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ဒေါ်ဆန်းစုကြည်နဲ့ပတ်သက်ပြီးမီဒီယာတွေကိုဖြေဆိုမှုတွေကြောင့်ဆိုကစစ်တပ်က NLD ဘိုးအလုံးမှုဆောင်အဖွဲ့ဝင်ဒေါက်တာမျိုးညွန့်ကိုနှစ်ကြိမ်တိုင်ခေါ်ယူစစ်ဆေးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်18ရက်နေ့ကတခါစစ်တယ်19ရက်နေ့ကလည်းတခါစစ်တယ်အခုတော့အိမ်ပြန်ရောက်နေပါပြီလို့ဖြစ်စဉ်ကိုသိတဲ့စစ်တပ်နဲ့နှိစက်တူကပြောပါတယ်နိုင်ငံတော်သမ္မတဦးဝင်းမြင့်ပြန်လွတ်လာတဲ့နေ့မှာဒေါက်တာမျိုးညွန့်အပါအဝင် NLD ပါတီဝင်တချို့ဟာနေပြည်တော်ကိုလိုက်သွားခဲ့ကြပါတယ်အဲဒီနောက်ဒေါက်တာမျိုးညွန့်ကဦးဝင်းမြင့်ပြန်လည်လွတ်မြောက်လာတာမှန်ပေမဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးဘာမှမသိရသေးဘူးလို့မီဒီယာတွေကိုအမှန်တိုင်းဖြေကြားခဲ့တာပါဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်လို့သတင်းမျိုးစုံထွက်နေပေမဲ့တရားဝင်သတင်းဘာမှမသိရသေးတယ်လို့ဘယ်မှာထားတယ်လဲဆိုတာမသိရသေးဘူးလို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်ကမီဒီယာတွေကိုပြောခဲ့ပါတယ်ဒေါအောင်ဆန်းစုကြည်သတင်းနဲ့ပတ်သက်ပြီးသတင်းအစအနတော့မရသေးကြောင်းဖြေကြားချက်ကလူတို့ကိုလှုံ့ဆော်တယ်လို့စစ်တပ်ကဆွဆွဲပြီးခေါ်ယူစစ်ဆေးမေးမြန်းခဲ့တာဖြစ်တယ်လို့အထက်ပါသတင်းရင်းမြစ်ကပြောပြပါတယ်အခုသတင်းနဲ့ပတ်သက်ပြီးဒေါက်တာမျိုးညွန့်ကို People Spring ကဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့ဆက်သွယ်လို့မရပါဘူးလက်ရှိမှာလည်းအာဏာသိမ်းစစ်တပ်ကနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်သတင်းနဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ထားတာမရှိဘဲသတင်းအမှောင်ချထားပါတယ်။ဒါကြောင့်လူထုကြားမှာဒေါအောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကျန်းမာရေးပေါ်စိုးရိမ်မှုမြင့်တက်လာနေပါတယ်။ဧပြီလ18ရက်နေ့မှာအာဏာသိမ်းစစ်တပ်ကသမ္မတဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားအချို့နဲ့အကျဉ်းသား4300ကျော်ကိုလွတ်ငြိမ်းခွင့်ပြုခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကတော့တကယ်လွတ်မြောက်လာတဲ့လူဦးရေက1692ဦးသာရှိတယ်လို့ PPNM ကအချက်လက်တွေစုဆောင်းတင်ပြပါတယ်။လွတ်မြောက်လာသူတွေထဲမှာနိုင်ငံရေးအကျဉ်းသား228ဦးသာပါဝင်တယ်လို့လည်းအသိပေးပါတယ်။ဒေါက်တာမျိုးညွန့်စစ်တပ်အာဏာသိမ်းတဲ့နေ့မှာဖမ်းဆီးခံခဲ့ရပြီး2022ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှာပြန်လည်လွတ်မြောက်လာခဲ့တာပါခင်ဗျာ။ထပ်မံတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်လေဆိပ်မှာပြည်တွင်းခီးစဉ်ပြေးဆွဲနေတဲ့မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် MNA လေယာဉ် break ချုပ်ရင်းပြီး MAI လေယာဉ်ကိုဝင်တိုက်မိကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်လေဆိပ်မှာပြည်တွင်းခီးစဉ်ပြေးဆွဲနေတဲ့မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ပိုင်လေယာဉ်တစ်စီးဟာ break ချုပ်ရင်းပြီးရနာထားတဲ့ MAI Airbus A319 လေယာဉ်ကိုဝင်တိုက်မိသောကြောင့်ရန်ကုန်လေဆိပ်သတင်းရင်းမြစ်စစ်တပ် lobby သတင်းဌာနတွေနဲ့ခီးသည်တချို့ထံကနေသိရှိရပါတယ်။ဒီကနေ့မနက်9:00နာရီဝန်းကျင်ချိန်ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာမြန်မာအမျိုးသားလေကြောင်းလိုင်း MNA မှပြည်တွင်းခီးစဉ်ပြေးဆွဲနေတဲ့ ATR 72လေယာဉ်ဟာပြန်တန်းဖို့အတွက်လေယာဉ်ပြေးလမ်းစီကိုထွက်ခွာလာစဉ်ဗရိတ်စနစ်ချိုရင်းကရနာထားတဲ့အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI လေယာဉ်ကိုဝင်တိုက်မိတဲ့မြေပြင်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ရန်ကုန်လေဆိပ်မှာပြန်တက်ဖို့အတွက်ပြေးလမ်းစီကိုမောင်းနှင်ထွက်ခွာဖို့ပြင်ဆင်နေတဲ့ MNA လေကြောင်းလိုင်းမှာ ATR 72လေယာဉ် brake စနစ် brake system ရုတ်တရက်ချိုရင်းသွားခဲ့ကြောင်းအဲ့ဒီလိုချိုရင်းမှုကြောင့်လေယာဉ်ကိုထိန်းချုပ်ရမရပဲဖြစ်သွားကအနီးနားမှာရနာထားတဲ့ MAI လေကြောင်းလိုင်းမှာ Airbus A319 လေယာဉ်ရဲ့အမီးပိုင်းကိုဝင်ရောက်တိုက်မိခဲ့ကြောင်းသိရှိရပါတယ်။ MNA လေယာဉ် MAI လေယာဉ်ကိုတိုက်မိပြီးနောက်အရှိန်နဲ့ချားလဲထွက်သွားကအနီးမှာရှိတဲ့ကွန်ပျက်စီးအတင်ချပြုလုပ်တဲ့ baggage gate ကိုပါထပ်မံတိုက်မိပြီးမှရပ်တန့်သွားခဲ့ကြောင်း
ယခုဖြစ်စဉ်ကြောင့်လေယာဉ်နှစ်စီးလုံးရဲ့ကိုယ်တိုင်ပိုင်းမှာထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ပေမဲ့လည်းလေယာဉ်ပေါ်ပါခီးသည်များနဲ့မြေပြင်ဝန်ထမ်းများထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရှိရပါတယ်။အဆိုပါမတော်တဆမှုကြောင့်လေယာဉ်နှစ်စီးလုံးကိုစစ်ဆေးပြင်ဆင်ဖို့အတွက်ခေတ္တရန်နာထားရပြီးလေဆိပ်တာဝန်ရှိသူတွေကဖြစ်စဉ်နဲ့ပတ်သက်လို့အသေးစိတ်စုံစမ်းစစ်ဆေးမှုများဆက်လက်လှုပ်ဆောင်နေကြောင်းသိရှိရပါတယ်ခင်ဗျာ။ထပ်မံတင်ဆက်ပေးမယ့်သတင်းကတော့ဖလန်တိုက်ပွဲနှစ်ဝက်အတွင်းမှာစစ်တပ်ထံကလက်နက်အလက်300ကျော်ချင်းပူပေါင်းတပ်သိမ်းဆည်းရမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်900ခန့်သေဆုံးတယ်လို့ CNA ကခန့်မှန်းခဲ့ပြီးချင်းတော်လိုင်းရဲဘော်90ကျော်ကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်။ချင်းပြည်နယ်မြောက်ပိုင်းဖလန်မြို့နယ်ကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ချင်းတော်လိုင်းပူပေါင်းတပ်များကြားတိုက်ပွဲဟာ6လခန့်ကြာမြင့်လာပြီဖြစ်ပြီးတိုက်ပွဲတွေအတွင်းစစ်တပ်ထံကလက်နက်မျိုးစုံအလက်300ကျော်သိမ်းပိုက်ရရှိထားကြောင်းချင်းမျိုးသားတပ်မတော် CNF-CNA ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နီကပြောပါတယ်။လက်တလောစစ်ကောင်စီတပ်ကလေကြောင်းအလွန်ကျွံအုံပြုတိုက်ခိုက်နေမှုအပါအဝင်ဖလန်ဒေတာစီရေးအခြေအနေများမေးမြန်းမှုအပေါ်စလိုင်းထန်နီကအခုလိုပြောပြခဲ့တာပါ။စစ်ကောင်စီတပ်2025ခုနှစ်အောက်တိုဘာလကုန်ပိုင်းမှာစတင်ပြီးချင်းမြောက်ပိုင်းထိုးစစ်မြေပြင်လေကြောင်းကစစ်အားအလုံးအင်းဖြည့်တင်းထိုးစစ်ဆင်ခဲ့ရမှာချင်းပြည်ကောင်စီနဲ့ချင်းညီနောင်အဖွဲ့ဝင်ချင်းတော်လိုင်းတပ်တွေကအတူပူးပေါင်းခုခံတွန်းလှန်နေတာဖြစ်ပါတယ်။လက်တလောစစ်ကောင်စီတပ်ကလေကြောင်းနဲ့အကြီးအကျယ်ပုံကျဲတိုက်ခိုက်နေစေဖြစ်ပြီးစီရေးပြင်းထန်နေကြောင်းချင်းပြည်ကောင်စီတာဝန်ရှိသူတူဖြစ်တဲ့စလိုင်းထက်နီကပြောပြပါတယ်။လေကြောင်းကုန်းကြောင်းတာလောင်အင်အားနဲ့ထိုးလာပေမဲ့ငါတို့ဘက်ကစစ်ဘက်ဆိုင်ရာစိတ်တက်ကြံ့ခိုင်မှုစိတ်ပိုင်းဖြတ်မှုကြောင့်ခုခံတွန်းလှန်နိုင်တာယနေ့အထိပေါ့စက္ကမဘက်ကအကြဆုံးထိခိုက်ဒဏ်ရာအင်အား900ခန့်ရှိတယ်ထွက်ပြေးတာလည်း100နီးနီးခန့်မှန်းတယ်လက်နက်ပေါင်း300ကျော်ရရှိတယ်လို့စလိုင်းတန်နီကဖလန်တိုက်ပွဲနှစ်ဝက်နီးပါးအကြာအတွင်းမှာစစ်ကောင်စီတပ်ရဲ့အင်အားပြုံးတိမှုအခြေအနေကိုပြောပြပါတယ်စစ်တုံးဘက်တွေအလင်းဝင်တဲ့စစ်ကောင်စီတပ်သားတွေလည်းရှိတယ်လို့ဆိုပါတယ်ဒါအပြင်ချင်းရရအဖွဲ့နဲ့ချင်းဒေသကာကွယ်တပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရဖလန်တိုက်ပွဲမှာစစ်ကောင်စီတပ်ကိုခုခံရင်းချင်းတော်လိုင်းရဲဘော်90ကျော်ကြာဆုံးခဲ့ရကြောင်းလည်းသိရှိရပါတယ်။အဲဒီလိုချင်းရဲဘော်90ကျော်ကြာဆုံးခဲ့တာနဲ့ပတ်သက်လို့မှန်ကန်တယ်လို့လည်းစလိုင်းထက်နီကအတည်ပြုပါတယ်။ဖလန်တိုက်ပွဲမှာချင်းတော်လိုင်းရဲဘော်တွေကြာဆုံးရတဲ့အဓိကအကြောင်းရင်းဟာလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေကြောင့်ဖြစ်တယ်လို့ချင်းရရအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ The Voice of Chinland ရဲ့ဖော်ပြချက်အရစစ်ကောင်စီတပ်ဖလန်မြို့ကိုလေကြောင်းကနေအပြင်းထန်ပုံကျဲတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ဧပြီလ20ရက်နေ့မှာဖလန်မြို့နယ်ဘာတတာဘတ်နဲ့ခွန်လီကျေးရွာဘက်တွေကိုတိုက်လေရင်ဝိုင်တွဲလေရင်တွေနဲ့ဘုံအလုံးကြီး100ကျော်ကျေးချခဲ့တယ်လို့ရှီဒန်တနေရှင်းမြစ်ကိုကိုးကားပြီး VOC ကဖော်ပြထားပါတယ်။ချင်းတော်လိုင်းပူပေါင်းတပ်နဲ့စစ်ကောင်စီတပ်တွေဟာတကြံကာလအတွင်းကလည်းဖလန်မြို့နယ်ခွန်လီကျေးရွာဘက်မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးဧပြီလ14ရက်နေ့မှာခွန်လီရွာနီးအမြင့်ဆုံးတောင်ကုန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းနေရာကိုချင်းပူပေါင်းတပ်ကသိမ်းပိုက်ခဲ့ရမှာလက်နက်24လက်ထက်မင်းသိမ်းဆည်းရရှိခဲ့ပါတယ်။တိုက်ပွဲကဆက်လက်ပြီးရှိနေပါတယ်။အင်အားကတော့သူတို့ထက်ထက်ပြီးဖြည့်နေပါတယ်။အင်အားတစ်ခုတည်းမဟုတ်ပဲရိတ်ခါတွေအဲ့ဒီလိုမျိုးဖြည့်တင်းတာတွေရှိပါတယ်။အင်အားအများကြီးထက်ဖြည့်လာနိုင်တာတော့မရှိဘူး။စစ်ကြောင်း၃ကြောင်းပုံစံနဲ့ပေါ့။နောက်ပြီးကလေးတီးတိမ်ဖလန်အဲ့ဒီလမ်းကြားတွေမှာအထိုင်လေးတွေအယောက်20 30အဲ့ဒီလိုမျိုးလေးတွေအထိုင်နေရာတော်တော်များများလဲသူတို့လမ်းအကုန်လုံးကိုစုံမနိုင်ဖို့အတွက်တိုင်းငင်းကနေအစလမ်းတကြောမှာစက္ကစထိုင်တဲ့နေရာတော်တော်များပါတယ်လို့ချင်းညီနောင်အဖွဲ့ဝင်ချင်းအမျိုးသားကာကွယ်ရေးတပ် CNO-CNDF ပြောရေးဆိုခွင့်ရှိသူစလိုင်းတင်မီကဧပြီလ15ရက်နေ့မှာဖလန်ဒေတာစီရေးချင်းနီကိုပြောပြထားပါတယ်။ဖလန်မြို့ကို2025ခုနှစ်ဧပြီလမှာချင်းညီနောင်ကသိမ်းပိုက်ခဲ့တာဖြစ်ပြီးမြို့ကိုထိန်းချုပ်နိုင်ုံတမကဖလန်မြို့ရန်သူစစ်ကောင်စီထံပြန်မရောက်ရေးမဟာမိတ်တွေနဲ့လက်တွဲကကြက်ကြက်ခံတွန်းလှန်နေရတဲ့အဆုံးဖြတ်ကာလဖြစ်တယ်လို့ CNO-CNDF ကဧပြီလ23ရက်နေ့မှာအသိပေးထုတ်ပြန်ထားပါတယ်။စစ်တပ်2025အောက်တိုဘာလ19ရက်နေ့ကစတင်ပြီးစကိုင်းတိုင်းကလေးမြို့ကိုအခြေပြုကချင်းပြည်နယ်မြောက်ပိုင်းကိုဦးတည်ပြီးအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတာပါ။ကလေးနှစ်ချောင်းကံကောကလေးနှစ်ချောင်းဝေဘူလကလေးခိုင်ကန်တိုင်းငင်းနဲ့တီးတိမ်တိုင်းငင်းစတဲ့လမ်းကြောင်း၄ခုမှာစစ်ကြောင်း၄ခုအင်အား1000နီးပါးအသုံးပြုခဲ့ကြောင်းချင်းရရအဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်လည်းနောက်ဆုံးရသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းဘေးရန်ကင်းကွာပြီးတော်လှန်ရေးတစ်ကိုချင်းတော်တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့ပြည်သူသတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။